have power. Who you are, what you are, can change history. ခင်ဗျားတို့ဒီဂျမ်ဘာဆိုတဲ့ရုပ်ရှင်စကားကိုကြည့်ဦးကြမှာပါတည့်ရလူလည်းသိမှာဟုတ်ဇက်ကောင်ကသူသွားချင်တဲ့နေရာကိုစိတ်ကူးလိုက်တာနဲ့မျက်စိတမိတ်အတွင်မှာရှောက်သွားတာမျိုးလေးဒါကိုကျွန်တော်တို့ရုပ်ရှင်ထဲမှာတည်းမဟုတ်ဘဲနဲ့ခစ်တစ်ကွမ်တန်ယူပါပေးတာမှာလဲကွမ်တန်တယ်လီပရိုတေးချင်းလို့ခေါ်တဲ့အမုံလေးတွေနေရာတစ်ခုကနေနောက်တစ်ခုကိုအချိန်မရှားပဲချက်ချင်းကူပြောင်းသွားနိုင်တဲ့ theory အဖြစ်လက်ခံထားကြပါတယ်အဓိကကတော့ဂျားထဲမှာဘာအချိန်ဆိုင်မှုမှမရှိတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အယူအဆကိုတစ်ချက်ကြည့်အောင်လူတယောက်ကတည်ဆုံးပြီးသွားတဲ့အခါဂျားထဲမှာဝိညာဉ်အဖြစ်လေးလွတ်နေတာမျိုးရက်လက်အောင်စောင့်ရတာမျိုးလုံးဝမရှိပါဘူးစူတီစိတ်ရှုပ်တာနဲ့တပြိုင်တည်းနောက်ဘဝမှာပဏိတန်နေစိတ်ချက်ချင်းဝင်တာပါဘလောက်တောင်မြန်လဲဆိုရင်ကျွန်တော်တို့အခုလိုစကားတစ်လုံးပြောလိုက်တဲ့အချိန်လေးအတွင်းမှာပဲစိတ်ကကြေပေါင်းများစွာဖြစ်ပျက်ပြီးသွားပါပြီဂျမာထက်ကတယ်လီပို့လောက်တာထက်တောင်ကျွန်တော်တို့ရဲ့စိတ်ကူးစွမ်းကပုံမြင်နေတာဖြစ်ပါတယ်တွေးကြည့်တော့အရန်ရင်သက်ရှုမောပွဲကောင်းပါတယ်အကယ်၍လူတစ်ယောက်ကကဘာပေါ်မှာတည်ဆုံးသွားပြီးနောက်ဘဝမှာတိမ်ပေါင်းများစွာဝေးကွာတဲ့တခြားစကြဝဠာတစ်ခုထဲမှာကဘာတစ်ခုမှာသွားဖြစ်တယ်ပဲဆိုတော့အလင်းရောင်တော့နှစ်တန်းပေါင်းများစွာဖြတ်တန်းရမယ်အကွာအဝေးကိုကျွန်တော်တို့ရဲ့စိတ်ကစက္ကန့်ပိုင်းတော့မချဘဲနဲ့ရရှင်းရောက်သွားတာပါဒါဟာစိတ်ရဲ့အနေစာဖြစ်ပြမှုနဲ့အရှိန်ဟုန်ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေအတွက်တကယ်ခေါင်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ကဲဝေးကျွန်တော်တို့ရဲ့ဘဝကူးပြောင်းမှုပါဂျမာထဲကလိုမျိုးနေရာတစ်ခုကနေတစ်ခုကိုချက်ချင်းခွန်ကူးနေတာမျိုးဆိုရင်ငါဆိုတဲ့ဖြစ်တည်မှုကတကယ်ကိုရှိနေရလားအရာအလုံးကရုပ်ရှင်ပြပွဲဒီထက်ကဖလင်ကွက်တွေလိုမျိုးတကွက်ချင်းစီအမြန်ကြီးဖြစ်ပြသွားလို့တာကျွန်တော်တို့ကငါရှိနေတယ်ငါအသက်ရှင်နေတယ်လို့ထင်အောင်ထင်မှဖြစ်နေကြတာလားတကယ်အမှန်တရားပါလေကျွန်တော်တို့တွေကရှင်းရှင်းပေါ်ရှင်းရှင်းပြောင်းနေတဲ့စိတ်ကူးစိတ်တန်တသက်တွေပဲဖြစ်နေမလား